အားလုံးပဲမင်္ဂလာပါခင်ဗျာရှော်ပါဘောတိုင်ကျွန်းတဲ့အခါမှာကျွန်တော်တို့ CRN ကွေးလိုက်တိုင်းကြိတ်တန်တွေပေးမယ်လှိုင်းအကြတွေမှာတောက်နဲ့အတန်တွေပေးမယ်ပြီးွားရင်စပရင်ကွိုင်လိုက်လေတဲ့အတန်ဒေါင်လဲဆိုတဲ့အတန်မျိုးတွေပေးတတ်ပါတယ်ခင်ဗျာရှော်ပါဘောတိုင်ကျွန်းတဲ့အခါမှာကျွန်တော်တို့ရှော်ပါရှက်ကတချမ်းပြေးကပ်နေတဲ့အခုလိုပုံစံမျိုးတွေကိုတွေ့ရမှာဖြစ်ပါတယ်အရန်ဆူဆူဝါဒါဘောတိုင်တွေကျွန်းမယ်ဘောတွေကျွန်းမယ်ဆိုရင်တော့အခုလိုပုံစံမျိုးဒါဖြစ်နေမှာဖြစ်ပြီးတော့လှိုင်းအကြနဲ့အတက်တွေမှာရှော်ပါဘောတိုင်တွေကိုထိုးခွဲတာစပရင်ကွိုင်တွေကိုကျိုးစေတာအခုလိုဖရိန်ထိုင်တွေကိုထိုးခွဲတဲ့ဗီဒီယိုဖိုင်တွေကတော့ TikTok မှာတင်မရတဲ့အတွက်ဒါဘောတိုင်ကျုံတဲ့ပုံစံလေးကိုပဲကျွန်တော်ဘိုးသဒအနေနဲ့ပြတာဖြစ်ပါတယ်ဒီကားလေးကတော့ Feeder 1002 model ရဲ့ဒါရှော်ပါဘောတိုင်ပြတာကိုအသစ်လဲအစားထိုးတက်ဆင်ပေးတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ရှော်ပါဘောတိုင်ကောင်းတယ်ဆိုရင်တော့ဒါအလဲဖုန်းလေးဖွင့်ကြည့်အောင်ဖြင့်ဒါရှော်ပါဘောတိုင်ရဲ့အလဲစင်တာတက်မှာရှော်ပါရှက်ကဒါကွက်တိကြနေမှာဖြစ်ပါတယ်အဲ့တော့မိမိပြုပြင်နေကြဆိုင်မှာရှော်ပါဘောတိုင်တွေကောင်းမကောင်းစစ်ထားခြင်းအပြင်ကျွန်တော်စပရင်ကွိုင်တွေကျိုးစေတာဖရိန်ထိုင်တွေကိုနားစေတာကိုတတ်တာစီမှာဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းဘုဟုတ္တရရရှိပြီးတော့အန္တရာယ်ကင်းလို့လည်းဘေးရှင်းကြပါစေခင်ဗျာ